အလုပ်တစ်ခုရဖို့အတွက်ဘွဲမရှိလို့အရေးချင်းမပြည့်မီလို့စိတ်တက်ကြနေတဲ့သူတွေအတွက် YouTube မှာဘယ်လိုငွေရှာရမလဲဆိုတာကိုဝေမျှပေးချင်ပါတယ်။ဒီလိုလွတ်လပ်ပြီးပတ်စံဝင်နေတဲ့ Digital Nomad ဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက်ကိုအသုံးပြုတဲ့အဓိကနည်းလမ်းတွေထဲကတစ်ခုဖြစ်တဲ့ YouTube ကနေဝင်ငွေရှာနည်းအကြောင်းကိုအသေးစိတ်ပြောပြပေးသွားပါမယ်။ပညာအရေးချင်းနဲ့ဘွဲမလိုပါဘူး။ YouTube မှာပတ်စံရှာဖို့ဆိုတာဘွဲရဖို့ပညာတတ်ဖို့မလိုပါဘူး။အဓိကကို့မှာစိတ်ကူးကောင်းကောင်းရှိဖို့နဲ့ AI ကိုကောင်းကောင်းအသုံးချတတ်ဖို့ပါပဲကိုယ့်ရဲ့ဝါသနာကျွမ်းကျင်မှုဒါမှမဟုတ်ကိုပြောပြချင်တဲ့အကြောင်းအရာတစ်ခုကိုဗီဒီယိုဖန်တီးပြီးတော့ဆွဲမြဲစွာလုပ်ကင်သွားရင်ကိုယ့်ရဲ့ကိုယ်ပိုင်ပရိသတ်အစုဝေး fan base တစ်ခုကိုတည်ဆောက်နိုင်ပါတယ် YouTube မှာဗီဒီယိုဖန်တီးဖို့ဘယ်လို idea တွေရှာမလဲ YouTube မှာဗီဒီယိုတွေစတင်ဖန်တီးတော့မယ်ဆိုရင်ဘယ်လိုအကြောင်းအရာတွေကိုလုပ်ရမလဲဆိုတာကစဉ်းစားရတာခေါင်းစားနိုင်ပါတယ်ဒါပေမဲ့တကယ်တော့ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာကိုကျွမ်းကျင်တဲ့ဝါသနာပါတဲ့အရာတွေကိုပဲဗီဒီယိုအဖြစ်ပြောင်းလဲလိုက်ရုံပါပဲလက်မှုပညာ handmade နဲ့သက်ဆိုင်တဲ့ဗီဒီယိုများကိုက handmade ပစ္စည်းလေးတွေဥပမာလက်ဝတ်ရတနာအလှဆင်ပစ္စည်းလုပ်တတ်တယ်ဆိုရင်ဘယ်လိုလုပ်ရလဲဆိုတာကိုဗီဒီယိုရိုက်ပြီးတင်ပေးလို့ရပါတယ်ဒါမှမဟုတ်ကိုကဆက်ချုပ်တာဝါသနာပါရင်အဝတ်စားလေးတွေကိုဘယ်လိုချုပ်ရလဲဘယ်လိုဖန်တီးရလဲဆိုတာကိုပြသပေးနိုင်ပါတယ်ဒီလိုဗီဒီယိုတွေကိုကြည့်ပြီးတော့စိတ်ဝင်စားတဲ့သူတွေအများကြီးရှိပါတယ်။အစားတောက်နဲ့သက်ဆိုင်တဲ့ဗီဒီယိုများဟင်းချက်တာဝါသနာပါရင်ကိုချက်ပြုတ်တဲ့ဟင်းညာတွေကို recipe ချက်ပြုတ်နည်းနဲ့တကွာဗီဒီယိုရိုက်ပြီးတင်နိုင်ပါတယ်။မြမရိုးရာအစားအစာတရုတ်အစားအစာအနောက်တိုင်းအစားအစာစတဲ့ကိုကျွမ်းကျင်ရာရွေးချယ်ပြီးတော့လုပ်လို့ရပါတယ်။မုတ်ပန်လိုမျိုးဗီဒီယိုတွေကလည်း view အများကြီးရနိုင်ပါတယ်။ဟာတာဗီဒီယိုများကိုကလူရှင်တော်တယောက်မဟုတ်ရင်တော့မှဟာတာညံရှိရယ်ဟာတာကြီးပြောတတ်တယ်ဆိုရင်ဟာတာ short video လေးတွေ comedy skit တွေဖန်တီးပြီးတော့တင်နိုင်ပါတယ်။တနေ့တာပြင်ပန်းလာတဲ့လူတွေအတွက်ကိုယ့်ရဲ့ဗီဒီယိုလေးကစိတ်အပန်းဖြေစရာတစ်ခုဖြစ်လာနိုင်ပါတယ်။ lifestyle နဲ့ပတ်သက်တဲ့ဗီဒီယိုများ relation လူမှုဆက်ဆံရေးအကြောင်းနားလည်ပြီးတော့လူတွေကိုအကြံဉာဏ်ပေးချင်တယ်ဆိုရင်ကိုယ်ပိုင်အမြင်တွေနဲ့ဗီဒီယိုတွေဖန်တီးလို့ရပါတယ်။ဒါမှမဟုတ်ကိုကရုပ်ရှင်ကြည့်ရတာဝါသနာပါတယ်ဆိုရင်ကိုကြည့်ထားတဲ့ဇာတ်ကားတွေအကြောင်းဇာတ်လမ်းသုံးသပ်ချက်တွေကိုပြောပြပေးနိုင်ပါတယ်။ AI ကိုအသုံးချပြီးတော့ဗီဒီယိုဖန်တီးနည်းဗီဒီယိုတွေစတင်ဖန်တီးဖို့အတွက် professional camera တွေ lighting တွေမလိုပါဘူး။ကိုယ့်ရဲ့ဖုန်းတစ်လုံးတည်းနဲ့တင်စတင်လို့ရပါတယ်။ဗီဒီယိုဖန်တီးရမှာလေ AI tools တွေရဲ့အကူအညီကိုယူနိုင်ပါတယ်။ script ဇာတ်ညွှန်းရေးတာဗီဒီယိုတစ်ခုမရိုက်ခင်ဇာတ်ညွှန်းတစ်ခုလိုပါတယ်။ဘာကြီးပြောမလဲဘလို့အစပြိုမလဲဆိုတာကို ChatGPT လို့ AI tools တွေရဲ့အကူအညီနဲ့အချိန်တိုတွင်းမှာရေးနိုင်ပါတယ်။ background music ထည့်တာဗီဒီယိုတစ်ခုမှာနောက်ခံတန်စင်ကအရန်အရေးကြီးပါတယ်။ sound draw လိုမျိုး AI tools တွေကနေပြီးတော့ကိုလိုချင်တဲ့ခံစားချက်နဲ့ music ကိုဖန်တီးခိုင်းပြီးတော့ကိုဗီဒီယိုထဲမှာအလွယ်တကူထည့်သွင်းနိုင်ပါတယ်။ editing လုပ်တာဗီဒီယိုတွေကိုလွယ်လွယ်ကူကူ edit နိုင်ဖို့အတွက် CapCut, InShot စတဲ့ mobile app တွေကိုအသုံးပြုနိုင်ပါတယ်။အခုဆိုရင် AI က video editing ကိုကူညီပေးနေတဲ့ tools တွေပါအများကြီးရှိလာပါပြီ။ YouTube ကနေပတ်စံဘယ်လိုရှာမလဲ။ YouTube မှာပုံမှန်ဗီဒီယိုတွေတင်ရင်းနဲ့ fan တွေရလာပြီဆိုရင်ပတ်စံရှာဖို့နည်းလမ်းတွေအများကြီးရှိလာပါပြီ။ YouTube Partner Program YPP ပထမဆုံးအနေနဲ့ YPP မှာပါဝင်ဖို့အတွက် subscriber အနည်းဆုံး1000နဲ့ public watch hour လူတွေကြည့်ရှုတဲ့အချိန်4000လိုအပ်ပါတယ်။ဒါကိုပြည့်မီပြီဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုတွေမှာကြော်ညာရေးပြသပြီးတော့ AdSense ကနေပြီးတော့ဝင်ငွေရရှိနိုင်ပါတယ်။ sponsorship ကြော်ညာအနှံမှုကိုယ့်ရဲ့ channel ကနာမည်ရလာပြီး fan တွေများလာပြီဆိုရင် company တွေကနေ product review တွေကြော်ညာဗီဒီယိုတွေရိုက်ပေးဖို့ကမ်းလှမ်းလာပါလိမ့်မယ်။ဒီနည်းလမ်းကလည်းဝင်ငွေကောင်းတဲ့နည်းလမ်းတစ်ခုပါ။ affiliate marketingကိုယ့်ရဲ့ဗီဒီယိုမှာ product တစ်ခုအကြောင်းပြောပြပြီးကိုယ့်ရဲ့ affiliate link ကို description မှာထည့်ထားလို့ရပါတယ်။ကိုယ့် link ကနေတစ်ဆင့်ပစ္စည်းဝယ်ယူမှုဖြစ်တိုင်းကိုက commission ရမှာပါ။ digital nomad ဘဝကိုပိုင်ဆိုင်ခြင်းYouTube ကနေဝင်ငွေရှာတာကအချိန်နဲ့နေရာမရွေးလုပ်လို့ရတဲ့အတွက်ကိုယ့်အတွက် digital nomad ဘဝကိုပိုင်ဆိုင်ဖို့အခွင့်အရေးဖြစ်လာပါလိမ့်မယ်။ကိုယ်တိုင်ကမနက်ပိုင်းမှာဗီဒီယို idea တွေစဉ်းစားပြီးရိုက်ကူးတယ်။နေ့လယ်ပိုင်းမှာခရီးတွေထွက်ရင်နေရာအသစ်တွေလဲပတ်တယ်။ကိုအိတ်နေတဲ့အချိန်မှာတော့ကဘာအနှက်ကပရိသတ်ကကိုဗီဒီယိုတွေကိုကြည့်နေကြတာမို့လို့ပိုက်ဆံဝင်နေရမျိုးပေါ့။တစ်လောက်ဒေါ်လာတောင်းချီရတဲ့အခါမှာကိုလိုချင်တဲ့လွတ်လပ်တဲ့ဘဝပုံစံမျိုးတကယ်ပိုင်ဆိုင်လာပါလိမ့်မယ်။ဒီဗီဒီယိုလေးကနေသင်ခန်းစာတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအများနဲ့တင်ပေးနေမှာမို့လို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာအသုံးဝင်တဲ့အကြောင်းအရာတွေအများကြီးထပ်တင်ပေးပါမယ်။ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့တောင်းဆိုပါရစေ။အားလုံးကျေးဇူးတင်ပါတယ်။